နံပါတ်1ကဗီဇနိယမဗီဇနိယမဆိုတာမျိုးစိတ်တစ်ခုကထုတ်လုပ်လို့ရှိရင်အဲ့ဒီမျိုးစိတ်နဲ့အလားတန်တူတဲ့အရာကိုပဲထုတ်လုပ်တယ်ကျန်တာတွေမထုတ်လုပ်ဆိုပါစို့မကြီးစီးကိုစိုက်လို့ရှိရင်မကြီးပင်ပဲပေါ့ဒီအစစ်နဲ့တူတဲ့ဟာပဲရပြောင်းလဲဖို့မရှိဘူးဒီကနေ့ခေတ်မှာတော့အထောက်အကူပစ္စည်းတွေနဲ့မျိုးတွေစပ်ပြီးတော့လုံးကြတာတွေတော့ရှိတာပေါ့အဲ့ဒါတွေကသဘာဝကိုလွန်သွားတယ်မျိုးစိတ်မှာတခြားအထောက်အကူတွေထည့်ပြီးတော့လုံးတဲ့အခါကျတော့သဘာဝကိုလွန်ပြီးတော့ပြုပြင်ပြောင်းလဲမှုရဲ့စွမ်းအားကြောင့်ပြောင်းသွားတာတော့ရှိနိုင်တာပေါ့ဆိုပါစို့ဒီမြေဒီရေကိုတောက်တဲ့မျိုးစိတ်အပင်တွေတနေရာထဲမှာအပင်မျိုးစုံရှိတယ်တချို့အပင်ကအချိုတယ်တချို့ပင်ကချင်းတယ်ဒီမြေနဲ့ဒီရေကိုတောက်ပြီးတော့ဘာဖြစ်လို့ချိုတဲ့အတိကချိုပြီးတော့ချင်းတဲ့အတိကချင်းရဘူးဆိုတော့တမယာလေးကြတော့ဘာလို့ချင်းပြီးတော့နော်အချိုမျိုးဖြစ်တဲ့ပန်းလိမ်မော်တော့ဘာလို့ကြတော့ပြားလိမ်မော်တော့ဘာလို့ချိုတာလဲဆိုရင်ဒီဗီဇနိယမှာပြောဗီဇနိယရေတူပေမဲ့လို့သူ့မျိုးစိတ်ကအချင်းမျိုးဆိုရင်အချင်းပဲဖြစ်တယ်အချိုဆိုလို့ရှိရင်အချိုပဲဖြစ်တယ်ဒီလိုဆိုလိုတာသူဆိုင်ရာမျိုးစိတ်အတိုင်းအတီးတီးတာဒီလိုဖြစ်ရတယ်အဲ့ဒါကိုသဘာဝအတိုင်းသွားလို့ရှိရင်လူရဲ့စွမ်းအားနဲ့ပြောင်းတာတော့မပါဘူးပေါ့သူ့သဘာဝအတိုင်းဆိုလို့ရှိရင်ဒီမျိုးစိတ်နဲ့လားတရံတူတဲ့အရာကိုပဲပေါက်တယ်အဲ့တော့တမာစီကိုစိုက်လို့တမာပင်ပေါက်တယ်တမာစီကနေမကြီးပင်မပေါက်ဘူးနော်တမာစီကတမာပင်ပဲပေါက်တယ်တမယာစီကတမယာပင်ပဲပေါက်တယ်ဆိုတာဒါဗီဇနိယမလို့ခေါ်တယ်သူ့သဘာဝအတိုင်းဖြစ်တဲ့ကိန်းတွေမြဲတယ်နိယမဆိုတာနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ဥတုနိယမဆိုတာဥရုနိယမဆိုတာသဘာဝအတိုင်းဖြစ်နေတဲ့ဥရုဆောင်းရာသီမှာအေးတယ်နွေရာသီမှာပူတယ်မိုးရာသီမှာမိုးရွာတယ်ဆိုရင်ဒါဥရုနိယမလို့ခေါ်တာပဲအဲ့ဒီဥတုအလိုက်တစ်ပင်တွေဟာတေးကြပွင့်ကြတချို့တစ်ပင်ကဆောင်းရာသီမှာပွင့်တယ်ဆိုရင်ဆောင်းရာသီမှာပွင့်တယ်မိုးရာသီကျမှပွင့်တဲ့ဟာကြမိုးရာသီကျမှပွင့်ဥတုအလိုက်ဖြစ်တယ်လို့ဆိုဥတုအားလျော်စွာဖြစ်ကြတယ်အဲ့ဒီလိုဥတုအားလျော်စွာကိန်းနေမြဲတဲ့အရာကိုဥတုနိယမလို့ဒီလိုခေါ်တာဒါတွေကအပြင်မပဟိတတွေနဲ့ပတ်သက်တဲ့အရာတွေပေါ့